ကြောင်လေးတစ်ကောင်ကဖြူကောင်လေးကိုတွားထိမိလို့စူးစူးတွားတဲ့မြင်ကွင်းကနေစဉ်းစားကြတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါကတော့ဖြူကောင်စုတွေကတကယ်ပဲအဲ့ဒါလောက်ထက်တာလား။ဒါဆိုအမေဖြစ်တဲ့ကောင်ကသူတို့ကိုမွေးတဲ့ခါမှာမနာဘူးလားဆိုတဲ့မေးခွန်းမျိုးပါ။ဒီမေးခွန်းတွေအဖြေကတော့လုံးဝကိုမနာပါဘူး။ဖြူကောင်ပေါင်းလေးတွေမွေးလာတဲ့အခါကြက်တောင်ပန်လေးတွေနဲ့တူပြီးသူတို့ရဲ့စူးလေးတွေကအပြင်အောင်ထွက်မနေသေးပါဘူး။အရေပြားအောင်မှာပဲဘေးကင်းကင်းနဲ့ကတ်နေတာပါ။မွေးပြီးလို့နိုင်နေငယ်ကြမှာဒါဒီစူးလေးတွေကအရေပြားကိုဖောက်ပြီးဖြည်းဖြည်းချင်းထွက်လာကြတာဖြစ်ပါတယ်။အဲ့ဒီချိန်မှာတောင်စူးတွေကမာကြောချင်းဒါမှမဟုတ်ထက်မြက်ခြင်းမရှိသေးပါဘူး။သူတို့ရဲ့စူးတွေကိုကျွန်တော်တို့ရဲ့လက်ထဲတွေမှာပါတဲ့ခီတာတွေနဲ့ပြုလုပ်ထားတာဖြစ်ပြီးအခေါင်းပွားလေးတွေဖြစ်တဲ့တို့ပျော့ပျောင်းပြီးကွင်းချင်းလိုလက်လွဲပါတယ်။ဖြူကောင်လေးတွေတန်တလောက်ရှိလာတဲ့အခါမှာတော့အဲ့ဒီနုနဲ့တဲ့အမွေးလေးတွေကျွတ်သွားပြီးတကယ်ကိုထက်မြက်တဲ့ကာကွယ်ရေးစူးအမှားသားတွေထွက်လာပါတယ်။အကယ်၍တင်ကဖြူကောင်လေးတစ်ကောင်ကိုငယ်ငယ်လေးကလေးအတိုင်းရင်မအောင်မွေးမြူထားမဲဆိုရင်သူကတင့်ကိုတကယ်ကိုယုံကြည်လာပါလိမ့်မယ်။ပြီးတော့တင်တဲ့အတူကစားရုံနဲ့မကပဲသူတို့ရဲ့အနုနယ်ဆုံးနဲ့အထိခိုက်မခံနိုင်ဆုံးနေရာဖြစ်တဲ့ဘက်ကလေးကိုတောင်ပေးကင်ပါလိမ့်မယ်။စိတ်ဝင်စားကြကောင်းတဲ့ချက်ကတော့ဖြူကောင်လေးရဲ့ဘက်မှာစူးတွေမရှိပါဘူး။ဒါကြောင့်သူတို့မှာအန်ဒရယ်ရှိတယ်လို့ခံစားရရင်ဘက်ကိုကာကွယ်ဖို့အတွက်ခန္ဓာကိုယ်ကိုအလုံးလေးဖြစ်အောင်ကွေးလိုက်ကြပါတယ်။ဒါပေမဲ့တင့်အနာမှာလုံးဝဘေးကင်းတယ်လို့ခံစားရရင်တော့ပက်လက်လန်ပြီးသူတို့ရဲ့နူးညံ့လာပါတယ်ဆိုတဲ့1 byte လေးကိုပုတ်တက်ကန်တွင်ပေးပါလိမ့်မယ်။ဒါကငါမင်းကိုမကြောက်တော့ဘူး။မင်းကိုငါရဲ့အန်ဒချက်ပြရတယ်လို့ပြောလိုက်တာလည်းဖြစ်ပါတယ်